မင်္ဂလာပါရှင်အခုပြပြပေးမယ့်အကြောင်းအရာလေးကတော့ Sourcetar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးအကြောင်းပဲဖြစ်ပါတယ် Sourcetar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေထဲမှာ Exam and Assessment Management Function အောက်မှာရှိတဲ့ Exam Mass Upload Function လေးအကြောင်းကိုအသေးစိတ်ပြပြပေးမှာဖြစ်ပါတယ် Exam Mass Upload Function မှာဆိုလို့ရှိရင်တော့သက်ဆိုင်ရာ exam လိုက်ရမှတ်များကိုနည်းလမ်းနှမျိုးကိုအသုံးပြုပြီးတော့ upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်သက်ဆိုင်ရာ exam လိုက်ရမှတ်များကိုတော့ Management and Admin, Homeroom Teacher, Communicator Teacher နဲ့ Subject Assistant Teacher တို့ကနေပြီးတော့မှ Excel file များပြင်ပြီးတော့မှ upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Download template and file upload မှာဆိုလို့ရှိရင်လည်း Excel template များကိုလွယ်လွယ်ကူကူ download ရယူပြီးတော့မှ exam မှတ်များဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ exam မှတ်ဖြည့်သွင်းရမှာလည်း download template များကိုရွေးချယ် download လုပ်နိုင်ပါတယ်။ Download template or subject exam လိုက်သတ်မှတ်ခဲ့သော subject များအားလုံးပါဝင်သော Excel template Download template by subject လူချင်းမင်းတို့စိတ်ကြိုက်ရွေးချယ်ထားသော subject မှာပါဝင်သော Excel template စသဖြင့် download ပြုလုပ်နိုင်ပါတယ်။ download ပြုလုပ်ရရှိခဲ့သော Excel template များတွင်သက်ဆိုင်ရာ exam အလိုက်ရမှတ်များကိုဖြည့်သွင်းရမှာဖြစ်ပါတယ်။ဖြည့်သွင်းပြီးသော template file များကို system ကိုပြန်လည်ပြီးတော့မှ file upload ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဖြည့်သွင်းလိုက်သောရမှတ်များပေါ်မူတည်ပြီး system မှာ auto တွက်ချက်၍ grading scale များထုတ်ပေးမှာဖြစ်ပါတယ်။ရလာတဲ့ရမှတ်များနဲ့ grading scale များကိုရှင်တွဲစစ်ဆေးပြီးစစ်တမ်းကြားစစ်ဆေးပြီးပါက guardian များထံသို့ notification များပို့ပြီးတော့မှအကြောင်းကြားနိုင်ပါသေးတယ်။ Exam Mass Upload Function လေးရဲ့ဒုတိယနည်းလမ်းလေးဖြစ်တဲ့ Famous အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Famous မှာဆိုလို့ရှိရင်တော့ role like permission တွေဖွဲ့ခြားသတ်မှတ်ထားပါတယ်။ Exam like subject အလုံးရဲ့အမှတ်များကိုတော့ Management and Admin, Homeroom Teacher, Communicator Teacher တို့ကပြင်ဆင်နိုင်မှာဖြစ်ပြီးSubject Teacher, Assistant Teacher တို့ကတော့ Assign Subject များရဲ့အမှတ်များကိုသာပြင်ဆင်နိုင်မှာဖြစ်ပါတယ်။ Famous မှာဆိုလို့ရှိရင်တော့ exam လိုက်ရမှတ်များကို system နဲ့ကိုတိုက်ရိုက်ဖြည့်သွင်းနိုင်မှာဖြစ်ပြီး all subject အားလုံးအမှတ်ဖြည့်သွင်းခြင်း by subject ရွေးချယ်၍အမှတ်ဖြည့်သွင်းခြင်းဆိုတဲ့နည်းနဲ့ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ဖြည့်သွင်းလိုက်တော့အမှတ်များပေါ်မူတည်ပြီး system ကသက်ဆိုင်ရာ subject grading scale များနဲ့တွက်ချက်၍အမှတ်များနဲ့ grading scale များကိုရှင်တွဲပြီးတော့မှပြန်လည်ပြပေးမှာဖြစ်ပါတယ်။ရမှတ်များနဲ့ grading scale များကိုရှင်တွဲစစ်ဆေးပြီးguardian များထံသို့ notification များပို့ပြီးတော့မှအကြောင်းကြားနိုင်ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့ exam and assessment function အောက်မှာရှိတဲ့ download template and file upload နဲ့ famous ref function လေးအကြောင်းပဲဖြစ်ပါတယ်။ဒီ function နှစ်ခုထဲမှာကြိုက်နှစ်သက်ရာနည်းလမ်းကိုအသုံးပြုပြီးတော့မှ exam များကို system နဲ့ကို upload ပြုလုပ်နိုင်မှာဖြစ်ပါတယ်။အခုပြပြပေးလိုက်တဲ့ Sourcetar ရဲ့ School Management Platform မှာပါဝင်တဲ့ function လေးတွေနဲ့ပတ်သက်ပြီးလူချင်းမင်းတို့အကြောင်းအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါကယခုဖော်ပြပါဖုန်းမှာဖြစ်စေSourcetar ရဲ့ Facebook Messenger Viber တို့မှာဖြစ်စေဆက်သွယ်စုံစမ်းမေးမြန်းနိုင်မှာပဲဖြစ်ပါတယ်။